မီးကူးဆက်လောင်ကျွမ်းချိန်ဟာတနာရီခန့်ကြာမြင့်နေပြီးအပူလှိုင်း heat wave ဟာတပေခန့်နစ်မြုပ်နေပြီလို့ခန့်မှန်းရပါတယ်။သိုလှောင်ကန်အမျိုးအစားမှာ floating roof tank double deck type ဖြစ်ပြီးအမြင့်12မီတာအချင်း50မီတာခန့်ရှိပါတယ်။အထက်ပိုင်း 1.5 မီတာလောက်ပါအပူချိန်မြင့်တက်ပြီးညီရဲနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီတော့များဟာလက်စွပ်ကွင်း green fire တရံရှိပြီး floating roof ရဲ့အလဲပါလဲမီးတောက်များတက်နေပါတယ်။သိုလှောင်ကန်ရဲ့အပူချိန်ဟာအလွန်မြင့်တက်နေတဲ့အတွက်အေးပေးခြင်းကူလင်းလုပ်ငန်းများလှုပ်ဆောင်တဲ့အခါသိုလှောင်ကန်အပေါ်အနားများတွန့်ခေါက်ပြီးမီးလောင်နေတဲ့ရေနံများယိုစီးထွက်နိုင်တဲ့အတွက်လုပ်ငန်းဆောင်ရွက်နေတဲ့မိသက်တပ်ဖွဲ့ဝင်များအသက်အန္တရာယ်ရှိလာနိုင်ပါတယ်။ဒါကြောင့်သိုလှောင်ကန်ရဲ့အပေါ်အနားကနေပြီး1မီတာအောက်ကိုသာကူလင်းလုပ်စေခဲ့ပါတယ်။ငြိမ်သက်မှုလုပ်ငန်းစဉ်များစတင်တာနဲ့တပြိုင်နက်floating roof ရဲ့အလဲမှာရှိတဲ့မီးတောက်များရဲ့အမှုရှိကြောင်း buoyancy များအမိုးတန်ပြားများတွန်းခေါက်ပြီးအမိုးနစ်မြုပ်ပောက်ကွဲနိုင်တဲ့အတွက်အဲ့ဒီမီးတောက်များကိုပထမဦးဆုံး pump ချိန်မှာတီမီယာဆိုတွေတခါကြုံကြိုက်တဲ့အခါဘယ်လူဟာဘယ်နေရာမှာချိုးတွေမောင်ခွေဆောင်ချင်သွားရဲ့ရဲ့နဲ့ထွေးများနှလုံးသားမြင်သာနာဂရေပေးစမေသူတွေပါဆုံးစံခီမာကန်ချမရိုက်တဲ့ဘာကောင်းငယ်ဘဝပမာချွေလွင်ရင်နဲ့ပေးစရှင်မမို့တဲ့စာနာတဲ့လုံးလာပိုင်ရှင်တရေကောင်းတွေ